ဒီလူနဲ့သူရည်စားဟောင်းတို့ရဲ့ပထမဆုံးပြန်လည်ဆုံတွေ့မှုကသူမကိုတကယ်ပဲငိုသွားစေခဲ့ပါတယ်။အန်နာဟာဒီနေရာကိုအခုမှရောက်ရှိလာတာဖြစ်ပြီးပတ်ဝန်းကျင်ကိုလေ့လာကြည့်ရှုနေတာကအဲ့ဒီအချိန်မှာဒေတာခန်ကလေးငယ်တွေတန်တိုတန်ဆတွေစားနေတာကိုသူမတွေ့သွားပါတယ်။သူမကအရန်စိုးရိမ်သွားပြီးသူတို့ကိုတားဆီးခြင်းပေမဲ့ခြံစည်းရိုးပေါ်ကသတိပေးဆိုင်ပုတ်တွေကိုတော့သတိမထားမိခဲ့ပါဘူး။သူမကချောကလက်တတုံးထုတ်ပြီးမိန်းကလေးငယ်တအုပ်ကိုပေးလိုက်တဲ့အခါတခြားကလေးတွေကပါသူမကိုဝိုင်းအောင်လာကြပါတယ်။ကလေးအားလုံးကသူမစီကနေချောကလက်တောင်းနေကြတာပါအန်နာဘာလို့ရမှန်းမသိဖြစ်နေတော့မှာပဲသူမရဲ့ရီစားဟောင်းကျက်ရောက်လာပြီးဒီပြဿနာကိုဖြေရှင်းပေးခဲ့ပါတယ်ချက်ကလုံခြုံရေးနယ်မြေကိုမကြော်တင်ကြောင်းအန်နာကိုတတိပေးလိုက်ပါတယ်အန်နာကစိတ်တူတူနဲ့နောက်ပြန်လျှောက်သွားတော့တစ်ခုခုကိုနင်းမိလိုက်တယ်လို့ခံစားလိုက်ရပါတယ်ချက်ကစိုးရိမ်တကြီးနဲ့သူမကိုမလုပ်ဖို့ပြောပါတယ်သူမမြင်မြုပ်မိုင်းတစ်ခုကိုနင်းမိလိုက်ပြီလို့သူတန်တရားရှိနေတာပါအန်နာကသူမကိုဘလို့ကဲတင်ရမလဲဆိုတာမြင်မြန်စဉ်းစားဖို့ချက်ကိုပြောပါတယ်ရှင်ကအထူးတပ်ဖွဲ့ဝင်မဟုတ်ဘူးလားဓာတ်တစ်ချောင်းနဲ့မြေမြုပ်မိုင်းကိုဘယ်လိုဖြုတ်ရမလဲဆိုတာသိရမှာပေါ့လို့သူမကမေးပါတယ်ချက်ကတော့သူ့မှာမြေမြုပ်မိုင်းဖြုတ်တဲ့အတွေ့အကြုံမရှိဘူးလို့အိုးတိုးအောင်တောင်ပြန်ဖြေပါတယ်ဒီကျွမ်းကျင်မှုရှိတဲ့သူကတယောက်ပဲရှိတယ်လို့ဆိုပါတယ်အန်နာကချက်ကိုလူယုံမှလို့စိတ်တူတူနဲ့ဆဲလိုက်ပါတယ်ချက်ကတော့အန်နာရဲ့တုတ်ပြန်မှုကိုကြည့်ပြီးသဘောကျနေပုံရပါတယ်သူမတည်တော့မှလားလို့အန်နာကမေးတဲ့အခါမတည်စေရဘူးလို့ချက်ကဂတိပေးပါတယ်ပြီးတော့သူကအန်နာခြေထောက်ပေးမှသူ့ခြေထောက်ကိုချလိုက်ပြီးသူမကိုစားသူအသေးခံပါမယ်လို့ပြောလိုက်ပါတယ်နောက်ဆက်ပြီးဘာတွေဖြစ်လာမလဲသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုကို like and follow လုပ်ခဲ့နော်